โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကိုရင်မိုင်အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ကြပါစေခင်ဗျာကျွန်တော်ဒီဗီဒီယိုဖိုင်လေးကတော့ကျွန်တော်ကိုရင်မိုင်အားလုံးအတွက်ကိုကျွန်တော်25ရက်အင်္ဂါနေ့နေကုံစာအတွက်ကိုကျွန်တော်တင်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မနေ့ကတော့ကျွန်တော်291ချင်းတင်ပေးတာပေါ့နော်ကျွန်တော်23တော့မနက်ကအောင်မြင်မှုရရှိတယ်ဗျပါတီသမားတွေနော်ကျွန်တော်ကနန်းမတင်ပေးပါဘူးမနက်ဖြန်မှာကျွန်တော်1ချင်းနဲ့အောကွက်တကွက်ကောင်းကျွန်တော်တင်ပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုဆုံးကားနိုင်အောင်ကြည့်ပါအပေါင်းလေးနဲ့တဲလေးပြီး copy link ယူပြီးတော့များများလေး share သွားပေးပါခင်ဗျာကျွန်တော်ကိုရီမိုင်အားလုံးအတွက်ကိုမနက်ဖြန်ကျွန်တော်အင်္ဂါနေ့အတွက်ပေါ့နော်အဲ့ဒီအင်္ဂါနေ့အတွက်ကိုကျွန်တော်နေကုံ1ချင်းတင်ပေးပါမယ်တနေ့ကိုကျွန်တော်တစ်ချိန်ပဲတင်ပေးတာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့အမျိုးတွေအားလုံးကဒီဗီဒီယိုဖိုင်လေးကိုမြင်ရင်အပေါင်းလေးနှိပ်အသေးလေးပြီး copy link ယူပြီးတော့များများလေး share သွားပေးပါခင်ဗျာအဲ့ဒီအပေါင်းလေးနှိပ်အသေးလေးပြီး copy link ယူပြီးတော့များများလေး share သွားပေးဒါမှသာလျှင်နေ့စဉ်နေ့မှာကျွန်တော်တင်တဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်မျိုးတွေအားလုံးကတွေ့ရှိမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီရင်ဘက်ကလည်းကျွန်တော်ပြောခဲ့တယ်နေကုံပေါ့နော်နေကုံညှိနေတာ2.49ဒီနေကုံတောက်လျှောက်ညှိတာ2.49နေကုံတောက်လျှောက်ညှိတာကျွန်တော်မနက်ကကျွန်တော်တနင်္လာနေ့အတွက်ကိုကျွန်တော်ကိုဒီမှာကျွန်တော်စောင့်ကြည့်ရအောင်ဒီနေ့အတွက်ကျွန်တော်တို့ဝမ်းချင်းကတော့2.1ချင်းရှိတယ်သူဒီဘလိုမျိုးဘလိုပုံစံမျိုးတွေကျွန်တော်တို့မနက်ဖြန်မှာဆက်ပေးမလဲပေါ့ဆိုပြီးကျွန်တော်တစ်ချက်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်2.49ကိုနှစ်တလုံးအညီနဲ့23တော့ထွက်တယ်ကျွန်တော်တို့ဝမ်းချင်းက2.1ချင်းပေါ့နော်အဲ့ဒီမနက်ဖြန်အတွက်ကိုလည်းကျွန်တော်တို့ကဒါ2.49ဒီနေကုန်ညှိအောင်ပါလားဒါမှမဟုတ်ကျွန်တော်တို့1ချင်းနဲ့လေ1ချင်းနဲ့သွားပြီးတော့တလုံးကညှိနေတယ်ညှိတဲ့အတွက်အဲ့ဒီကဏ္ဍကိုကျွန်တော်ကစားရမှာလားဒါမှမဟုတ်အခြားလုံးကိုကစားရမှာလားပေါ့နော်အခြားလုံးနဲ့ပဲဒါမှမဟုတ်တွဲထွက်မှာလားအဲ့ဒီချိန်မှာကျွန်တော်ကြည့်တဲ့နေရာမှာကျွန်တော်တို့1ချင်းပေါ့နော်မနက်ဖြန်ကျွန်တော်25ရက်အင်္ဂါနေ့နေကုန်1ချင်းမှာဆိုရင်8.1ချင်းဖြစ်ပါတယ်8ပိုင်ခွန်ပိုင်ပါနော်ကျွန်တော်မျိုးဒီမှာတွဲလုံးရှိတယ်ဆိုရင်မိမိကြိုင်းနေတက်ရကဏ္ဍနဲ့ကစားလို့ရပါတယ်နော်ကျွန်တော်အကြိုက်ဆုံးကတော့မနက်ဖြန်မှာ8ပိုင်ခွန်ပိုင်ဖြစ်ပါတယ်ကဲဒီ8ပိုင်ခွန်ပိုင်ဟိုမှာကျွန်တော်တကွက်ကောင်းရွေးထုတ်ပေးပါမယ်နော်တကွက်ကောင်းလေးကျွန်တော်ပြောပေးမယ်8ပိုင်ခွန်ပိုင်ကိုကျွန်တော်တကွက်ကောင်းကိုကြည့်တဲ့နေရာမှာတကွက်ကောင်းက80ခွန်88ဖြစ်ပါတယ်နော်ပေါ့နော်80ခွန်88ပေါ့အဲ့ခဏတကွက်ကောင်းကိုကျွန်တော်တွေ့ရှိတယ်ဗရိတ်ကလည်း9ဗရိတ်ဖြစ်တယ်ကျွန်တော်တို့ဘိုင်ကလည်း8ပိုင်ခွန်ပိုင်ဖြစ်တယ်ဆိုတော့ဒီခဏ80ခွန်တကွက်ကကျွန်တော်ထိုးရမှာဖြစ်ပါတယ်အပေါင်းလေးတွေနှိပ်ဖို့မမေ့နဲ့နော်အကောက်တစ်လေးဖြစ်ပါတယ်ကျွန်တော်အရင်အကောက်ကြီးက live လွှင့်လို့မရတော့ဘူးဒီ live လွှင့်ရင်လည်းအဲ့မှန်ကိုဒဲကြည့်ပြီးပြောရင်ဘန်းတယ်ဗျနော်အဲ့ကြောင့်ကျွန်တော်ကတခါကြရင်ဟိုဘက်ကြည့်ဒီဘက်ကြည့်နေပြောတာတချို့ကိုရီမရဲ့အားလုံးကျတော့မှန်အောင်ဘာလို့ဒဲမကြည့်တာလဲအပြင်ကိုရှောက်ကြည့်ရမဟုတ်ဘူးဘန်းမှာဆိုလို့နော်ကဲဒါဆိုရင်မနက်ဖြန်မှာတကွက်ကောင်းဒီ80ခွန်ထိုး80ခွန်ပေါ့နော်ကျွန်တော်တို့1ချင်းဒီ8ပိုင်ခွန်ပိုင်မှာကျွန်တော်မျိုးတွေကမိမိကြိုင်းတဲ့တရားနဲ့ကစားပါအကောက်တစ်လေးကို subscribe လေးတွေတော့ YouTube channel ရဆိုတော့ subscribe နှိပ်ပါနော်အပေါင်းလေးနဲ့ daily copy link ယူပြီးတော့များများလေး share သွားပေးပါတယောက်မှကြာအထူးပဲကျေးဇူးတင်ပါတယ်အသက်ရှူတိုင်း